မင်္ဂလာပါ MN9 Sport Media မှာကြိုဆိုပါရစေဒီနေ့မှာတော့အားလုံးစောင့်မျှော်နေကြတဲ့ Man City နဲ့ Crystal Palace တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုတင်ဆက်ပေးသွားမှာပါအိမ်ကွင်းအီတလီဟတ်မှာ Man City တို့ Palace ကိုဘယ်လိုအခမ်းမလဲဆိုတာကိုဒီနေ့ညကြည့်ရမှာပါအိမ်ရှင် Man City ကတော့ထုံးစံအတိုင်းဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဖိအားပေးကစားမှာပါကွင်းလေကနေပွဲကိုထိန်းချုပ်ပြီးတောင်ပန်တွေကတဆင့်အမြန်နှုံးနဲ့တိုက်စစ်စင်မှာဖြစ်တယ်လို့အတူပေးအတူယူစနစ်ကပဲလေးခံစစ်ကိုဒုက္ခပေးဖို့အသင့်ပါပဲပွဲစားတာနဲ့အစောဆုံး9ရအောင်သူတို့စူးစမ်းကြပါလိမ့်မယ်တစ်ဖက်ကပဲလေးကတော့ခံစစ်ကိုစစ်စစ်လစ်လစ်ပိတ်ဆို့ပြီးတံမြန်တိုက်စစ်နဲ့တုံ့ပြန်မဲ့ပုံစံပါသူတို့ရဲ့တောင်ပန်ကစားသမားတွေကအမြန်နှုံးကောင်းတာကြောင့် Man City နောက်တန်းတက်လာချိန်မှာအခွင့်အရေးရသွားနိုင်ပါတယ်အဝေးကွင်းမှာခံစစ်ပုံမှာတက်တဲ့ Palace ကို Man City တို့ဘယ်လိုဖောက်ထွက်မလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီပွဲရဲ့အဓိကအဆုံးဖြတ်ကတော့ Man City ရဲ့တိုက်စစ်ဖိအားကို Palace ခံစစ်ကဘယ်လောက်ထိတောင့်ခံနိုင်မလဲဆိုတာပါပဲ။အသင်းအင်အားအရ Man City ကအပြည့်အသက်သာနေပေမဲ့ Palace ကလည်းဂိုးပြန်ရနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဂိုးသွင်းရှင်တွေအနေနဲ့ကတော့ Haaland, De Bruyne နဲ့ Palace ဘက်က Izzy တို့ကိုမြင်တွေ့ရဖို့ရှိပါတယ်။ပရိသတ်ကြီးရောဘယ်လိုခံမှန်းထားလဲ comment မှာရေးသွားပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်